ဘာပြုလို့လဲဆိုတော့အယူအဆတပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပည့်တော်လူတကာမျိုးသာရမယ်ဆိုရင်ဟောဒီတစ်မျိုးလုံးကိုတကွန်နေအလံနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စင်စင်စားစားလှုပ်လို့ပြောနေတယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန့်ရှိတုံးဆိုတော့တကားကြီးအချင်းအကြာကြီးတဲ့အိမ်မှာနိဂန္ဓတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ဆွမ်းကွန်းအဖျော်ယမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပူပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါတမကငါသာလျှင်လှူငါလှူမှအကျိုးရှိတာတခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတက္ကကြီးကိုဒါနကထာသီလကထာအစဉ်အတိုင်းဟောတော့သောတပတ္တိမေညာဘုံညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်းမယ်သို့တော်ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဦးဇင်းဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကြွယ်ကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တဆင်စကားအဲ့ဒီတော့ဒီကတပတ်တွေကသူ့ဆရာကြီးတွေသွားပြောတယ်ဆရာကြီးထင်တဲ့အတိုင်းပဲယဟန်ဂေါတမတပည့်ဖြစ်သွားပါတဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကြီးကမယုံဘူး၃ချိန်ညင်းတယ်အဲ့ဒီမှာဒီကတပတ်တွေကသွားပြီးတော့စုံစမ်းတာစုံစမ်းတော့တကားဆောင်ကဘာပြောလဲဆိုတော့အရှင်တဲ့ဆွမ်းလူခြင်းရင်ဒီမှာရပ်ကျွန်ုပ်ရဲ့တထေးကပြောထားတယ်ယဟန်နေအတွက်တကားဖွင့်ထားတယ်နိဂန္ဓတွေအတွက်တကားပိတ်ထားတယ်လူခြင်းတယ်ဆိုရင်တော့ဆွမ်းပေးပါမယ်အထဲထဲကိုတော့မဝင်ပါနဲ့စိတ်တူတယ်ဒီကတပတ်တည်းအဲ့ဒါနဲ့ခြာကနေဆိုလှည့်ပြန်လာဆရာကြီးကိုပြောတယ်အမှန်ပဲတဲ့ကျွန်ုပ်ကိုယ်တိုင်သိခဲ့တယ်မယုံဘူးဆရာကြီးကအဲ့ဒါနဲ့ဆရာကြီးကိုယ်တိုင်အချမ်းရံနေအများကြီးချမ်းရံပြီးတော့ဥပါလိတကြွရဲ့အိမ်ကိုရောက်လာတယ်ရောက်လာတော့တကားဆောင်ကဒီလိုပဲတားတယ်စိတ်တူလိုက်တာလေအဲ့ဒါနဲ့ကိုင်းတင့်ရဲ့တထေးကိုသွားပြီးတော့ပြောကြည့်နိဂန္ဓနာတဗုဒ္ဓဆရာကြီးလာတယ်လို့အဲ့ဒါနဲ့သွားပြီးတော့ပြောတော့ဥပါလိတကြွကအေးအဲ့ဒါလို့ဆိုရင်ငါရဲ့ဥဒ္ဒတိုင်းအထက်ထက်ရှိတဲ့အ ਨੇ ကအလဲဥဒ္ဒတိုင်းရဲ့အတွင်းမှာနေရာတွေခင်းထားလိုက်